တေဆုံးပြီးသားရုပ်အလောင်းနဲ့နှစ်ပေါင်းများစွာနေထိုင်ပေါင်းသင်းခဲ့တဲ့အမျိုးသားမင်္ဂလာပါပြည့်သားကြတော်ရေအမေရိကန်နိုင်ငံမှာဟိုလီကြော်ကြော်ဖြစ်ခဲ့တဲ့သတင်းတစ်ပုဒ်ကိုကြားဖို့ကြပါသလားတေဆုံးပြီးသားရုပ်အလောင်းကြီးနဲ့9နှစ်ကြာနေထိုင်ခဲ့တဲ့အမျိုးသားတစ်ယောက်အကြောင်းပါအဆိုပါအမျိုးသားကတာမန်လူမဟုတ်ဘဲအမေရိကန်နိုင်ငံရဲ့နာမည်ကြီးထူးချွန်ဆရာဝန်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်ယောဂကုသတဲ့နေရာမှာလေလူနာရှင်တွေစိတ်ချရတဲ့အထိစေတနာပါပြီးတော့စိတ်နှလုံးလည်းအင်မတန်လှတဲ့သူပါအားလုံးကလည်းယုံကြည်လေးစားကြတယ်လို့သူကိုယ်တိုင်ကလည်းဂုဏ်သိက္ခာရှိရှိနေထိုင်ခဲ့တဲ့သူပါဒါပေမဲ့1940ခုနှစ်ရောက်တဲ့အချိန်မှာတော့လူတိုင်းနှာခေါင်းရှုပ်ရှည်စရာကိစ္စရပ်ကြီးတစ်ခုကပေါ်ပေါက်လာခဲ့ပါတယ်။အဲဒါကတော့သူဟာတည်ဆုံးပြီးသားရုပ်အလောင်းကြီးနဲ့9နှစ်ကြာနေထိုင်ခဲ့တယ်ဆိုတဲ့အကြောင်းပါပဲ။ဒီအကြောင်းကိုကြားတဲ့နောက်သူ့ရဲ့လုပ်ဖို့ကိုင်ဖက်တွေသားမကစင်မျိုးသားချင်းတွေကပါအံ့ဩခဲ့ရပါတယ်။ယနေ့မှာတော့သူဟာဒီလိုမျိုးရုပ်အလောင်းနဲ့နေထိုင်ရတဲ့အထိနောက်ွယ်မှာဘလို့အကြောင်းရင်းတွေရှိခဲ့လဲဆိုတာနဲ့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကွာအနာဒိမန် channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအများကိုပြည့်တဲ့များအတွက်အမြဲတမ်းလိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာအဆိုပါမျိုးသားရဲ့နာမည်ကတက်စလာလို့ခေါ်ပြီးတော့သူဟာအမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ကစေယုံတစ်ခုမှာလောက်ကင်တဲ့ဆရာဝန်တစ်ယောက်ပါတက်စလာဟာဓာတ်မှန်ဌာနမှာလောက်ကင်တဲ့အထူးဆရာဝန်တဦးလည်းဖြစ်ပါတယ်1932ခုနှစ်မှာတော့သူတာဝန်ကျရာစေယုံကိုအမျိုးသမီးလူနာတဦးလာရောက်ကုသမှုခံယူခဲ့ပါတယ်သူမရဲ့နာမည်ကမာရီယာအဲလီနာမီလာဂရိုဖြစ်ပြီးတော့အများစုကဟဲလန်လို့ခေါ်ကြပါတယ်ဟဲလန်ဟာအသက်22နှစ်အရွယ်သားရှိသေးပြီးတော့ TB ရောဂါဝေဒနာခံစားနေရတဲ့အမျိုးသမီးငယ်လေးတဦးပါဝေဒနာခံစားနေရတယ်ဆိုပေမဲ့ဟဲလန်ဟာအမြဲတမ်းလိုတက်ကြွနေတတ်ပြီးတော့ချစ်စရာအမူအရာလေးတွေလည်းရှိပါတယ်ဒါကြောင့်ဆရာဝန်တက်စလာဟာသူမကိုမမြင်ချင်းချစ်ခင်ဆွဲလန်းခဲ့ပါတယ်သူမရဲ့ယောဂါကိုလည်းသူကိုယ်တိုင်ဥဆောင်ကုသပေးခဲ့တာဖြစ်ပါတယ်သူဟာဟဲလန်လေးယောဂါပျောက်ကင်းဖို့နီလန်ပေါင်းစုံနဲ့ရှာဖွေလေးလာကုသခဲ့ပါတယ်ဒါပေမဲ့ထိုခေတ်အခါကဆေးဝါးတွေခင်မမီသေးတာဖြစ်တဲ့အတွက်ဟဲလန်လေးရဲ့ယောဂါကိုကုသမပေးနိုင်ခဲ့ပါဘူးဒါနဲ့ဆေးရုံတက်ပြီးမချခင်မှာပဲသူမတည်ဆုံးသွားခဲ့ပါတယ်သူမတည်ဆုံးသွားတဲ့အခါတက်စလာကသူမရဲ့ဇာပနာကိုဥဆောင်ကျင်းပခွင့်ပေးဖို့သူမမိဘတွေကိုတောင်းဆိုခဲ့ပါတယ်ဒီလိုနဲ့ပဲမိဘတွေရဲ့ခွင့်ပြုချက်နဲ့သူမအလောင်းကိုမိသကြိုချင်းမပြုဘဲတုတ်တံမှာမြုပ်နှံခဲ့ပါတယ်ဒီလိုနဲ့သူမဆုံးပြီးတော့2နှစ်အကြာ1933ခုနှစ်မှာတော့တက်စလာဟာဆွဲလန်းစစ်ကြောင်းတုတ်တံကိုသွားပြီးဟဲလန်ရဲ့အလောင်းကိုတူးဖော်ယူခဲ့ပါတယ်ပြီးရင်တော့သူ့ရဲ့အိမ်ကိုခေါ်လာပြီးတော့သူနဲ့အတူတူနေထိုင်ပေါင်းသင်းစေခဲ့ပါတယ်တက်စလာဟာဟဲလန်ရဲ့ပုံပြတ်ပြီးရည်ရွယ်ကြနေတဲ့အယိုးတွေကိုဝါယာကြိုးတွေပီယာနိုကြိုးတွေနဲ့ပြန်လဲတွဲဆက်ပြီးတော့ပုတ်ပွားပျက်စီးနေတဲ့အသားရည်တွေကိုတော့ပလတ်စတစ်ပြန်လောင်းခဲ့ပါတယ်မရှိတော့တဲ့မျက်လုံးတွေကိုလည်းအတုတက်ပြီးတော့မျက်နှာကိုလည်းပုံပန်းတကြအလှပြင်ပြီးထားပါသေးတယ်ဒါပြင်ဟဲလန်ရှိတဲ့အခါကယောဂါကြောင့်ကျွတ်ခဲ့တဲ့သပင်တွေကိုလည်းတက်စလာကဟဲလန်ရဲ့ရုပ်အလောင်းမှာပြန်လဲတက်ဆင်ပေးခဲ့ပါတယ်အဲဒီနောက်မှာတော့တက်စလာဟာဟဲလန်ရဲ့ရုပ်အလောင်းနဲ့ပဲအတူနေခဲ့တာဖြစ်ပါတယ်ညဘက်မှာအလောင်းကြီးနဲ့စကားတွေပြောရေလိုက်မောလိုက်နဲ့သူ့ဘဝကိုဖျက်ဆီးလို့နေခဲ့ပါတယ်ဒီလိုနဲ့9နှစ်ကြာပြီး1940ခုနှစ်တရက်မှာတော့အင်းကြီးတွေကတန်စလာဟာအိမ်ထဲမှာတယောက်တည်းစကားတွေပြောပြီးတော့ရှောက်သွားနေတယ်လို့သတင်းပေးတဲ့အတွက်ဝင်းရောက်စစ်စစ်ကြည့်တဲ့အခါအိယာပေါ်မှာအမျိုးသမီးရုပ်အလောင်းတစ်ခုကိုတွေ့ခဲ့ရပါတယ်တန်စလာဟဲလန်ရဲ့ရုပ်အလောင်းဖြစ်ကြောင်းဝန်ခံပြီးတဲ့နောက်သက်ဆိုင်ရာကသူမမိဘတွေကိုပြန်လည်အကြောင်းကြားခဲ့ပါတယ်မိဘတွေကိုယ်တိုင်လည်းမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်ဆရာဝန်တန်စလာဟာတရားမဝင်အလောင်းခိုးယူမှုကျူးလွန်ခဲ့ပေမဲ့အစိုးရကသူ့ကိုဘာပြစ်ဒဏ်မှမချမှတ်ခဲ့ပါဘူး။ဒါအပြင်ဟဲလန်ရဲ့ရုပ်အလောင်းဟာလည်းចောင်းသားတွေနဲ့တခြားသောအရက်ဒေသကလူတွေပါလာရောက်လေ့လာရတဲ့အထိနာမည်ကြီးခဲ့သေးတာဖြစ်ပါတယ်။ပြီးတဲ့နောက်မှာတော့တက်စလာဟာဟဲလန်ရဲ့ရုပ်အလောင်းကိုမိဘတွေစီကိုပြန်လဲပေးအပ်ခဲ့ပါတယ်။မိဘတွေကတော့ရုပ်အလောင်းကိုထပ်မံမြုပ်နှံတဲ့အခါအခြားသောတူးဖော်သူတွေထပ်မံရောက်ရှိလာမှစိုးတဲ့အတွက်ဘယ်သူဘယ်ဝါရဲလို့မရေးတော့ပဲမြုပ်နှံခဲ့ကြပါတယ်။ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာတော့ဆရာဝန်တက်စလာဟာသူ့ရဲ့ပထမဇနီးနဲ့ပြန်လဲပေါင်းသင်းနေထိုင်ပြီးတော့တုံကြုံတွေ့ခဲ့တဲ့ဒီအဖြစ်အပျက်တွေကိုလည်းစာအုပ်တော်ထုတ်ခဲ့ပါသေးတယ်။အခုလိုမျိုးသိဆုံးပြီးသားရုပ်အလောင်းနဲ့နှစ်အကျော်ကြာနေထိုင်နိုင်တယ်ဆိုတာကချစ်ချင်းမြတ်တာတရားအင်မတန်ကြီးမားလို့ပါပဲ။မိတ်ဆွေတို့ကဆရာဝန်တက်စလာရဲ့ဒီလုပ်ရက်အပေါ်ဘယ်လိုမျိုးထင်မြင်သုံးသပ်မိပါသလဲ။ကွန်မန့်မှာရေးသွားပေးခဲ့ကြပါဦး။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။